ကောင်းလားဒီစားပါမယ်ဒီရင်ဒီအခဲလေးဝယ်လာပါတယ်အခဲတစ်ခါမှမဝယ်ဘူးပေါ့နော်အဲ့ဒါမှာအချီလေးနဲ့တူအချီလေးကဒူရင်ဒီကြိုက်လားမကြိုက်လားတော့မသိဘူးပေါ့နော်သမီးတော့ပါလဲပြောချင်ဒူရင်ဒီပြောချင်ဒူရင်ဒီစားမလားစားဘူးသိမချက်မမီးပဲစားမလားโอเคစားဘူးခေမမအိုးဒါပေမဲ့ကန်စမ်းမဲလို့မျိုးပေါ့နော်ကောင်းရင်လည်းကောင်းလိုက်တယ်ဆိုပြီးစမ်းပြီးဝယ်စားကြည့်တာကောင်းရင်တော့အမြဲဝယ်စားတော့မယ်โอเคကဲခွဲပြီးတော့ဘယ်လိုပုံစံလဲကြည့်ရအောင်ဝါဟိုးအိနေရောပဲနော်သမီးဒီမှာပါပျော်တော့ပျော်နေပြီအိုးအိနေရောပဲမရေခဲလေးတော့ရှိနေသေးတယ်ခေမမကဲမနေနိုင်တော့ဘူးစားကြည့်တော့မယ်ဝယ်လို့ရှိရင်အကြံဉာဏ်ပေးချင်တာကဒီလိုမျိုးလေးအဝါမှာဟပြီးအာနေတာကိုဝယ်ပေါ့နော်အလုံးစွစွဝယ်လိုက်အထဲမှာမာနေပါမလှုပ်လို့ရမှာမဟုတ်ဘူးစားလာမယ်နော်ကောင်းတယ်မကြည့်ပါတောက်ကြည့်ပါဦးမင်း no ရဘူး မကြိုက်လားရဘူးအကီးယူကောင်းတယ်အဲ့ဘူဟာလာစားလားစားဘူးသိကြလားတီးရတယ်မကြိုက်ဘူးလားစားဘူးဘာဖြစ်လို့မကြိုက်မြည်ကြည့်လေသမီးနည်းနည်းနော်โอเคအချီလေးကမစားပါဘူးအရင်အေးနေတော့အချို့နည်းနည်းလေးမအေးတဲ့ချိန်စားတာပိုပြီးရတာပေါ့မယ်ထင်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ကောင်းတယ်ဒါပေမဲ့လက်ဆက်အသီးလို့တော့ပဲကောင်းမလဲပေါ့နော်ဒါပေမဲ့ဝယ်စားတာမစိုးပါဘူးဒါမင်းဝယ်တာဟိုကသူကတပေါင်မှ9ချက်ပဲကြတယ်တပေါင်9ချက်ဆိုတော့အားလုံးသူကြ25ချက်ဆိုတော့တန်တယ်လीနော်မစိုးလို့ပြောလို့ရတယ်ပေါ့နော်50လောက်မပေးရဘူးဆိုတော့တန်တာပေါ့ဒါ25ချက်ဆိုရင်နည်းတက်တာတယ်လို့ပြောရမှာဒီမှာသူကတော့ဒါမင်းကအမှန်ဟိုကဖြစ်တဲ့ချိန်ခဲတဲ့ချိန်ထုတ်ရင်တော့လေကောင်းမလားမသိဘူးပေါ့နော်ဒါကြတော့သူကအရေးပျော်သွားပြီဆိုတော့လည်းရွဲသွားဘာပဲရမြရဟိုရှိပြီအိုရှယ်ပဲတဲ့မကြည့်ဒီမှာဒါလေးရပါတယ်မင်းစားလိုက်တာက2မွာဆိုတော့နူဘာမစိုးပါဘူးရတာပဲတပုံကြီးပဲတပုံကြီးပဲဘိုင်ဘိုင်လို့လိုက်တော့ဘိုင်အဆွေးမမေ